ဒိုးရင်သွေးလီဒီတစ်ခါပြုတ်ပြတ်မဲ့ပုံမင်းလေးရဲ့နာမည်တော့အရန်ကြီးတွေအရန်ငယ်တွေပဲဖြစ်ပါတယ်နော်မင်းကိုပွိတ်ချီလို့မရတော့ဘူးရှစ်ရှင်အမေကပြောတယ်မင်းကအရန်ကြီးလာပြီရှစ်ရှင်ကျောင်းကိုတယောက်ထဲလမ်းလျှောက်မသွားရဘူးလို့ဖေဖေကပြောတယ်မင်းကအရန်ငယ်သေးတယ်ရှစ်ရှင်ကြီးခလီကတင်မှာမအိပ်ရဘူးနော်ဖိုးဖိုးကပြောတယ်မင်းကအရန်ကြီးလာပြီရှစ်ရှင်ခလေးကိုပန်းကျင်ထိမချီသွားရဘူးလို့ဖောဖောကပြောတယ်မင်းကငငယ်လေးကရှိသေးတယ်ရှရှင်တီဗီသွားတယ်အရန်ကြီးတယ်အရန်ငယ်တယ်သူမကတပြိုင်နက်တည်းအရန်ကြီးနေပြီးအရန်ငယ်နေတာဘယ်လိုလုပ်ထင်နိုင်မှာလဲသူမရဲ့ပန်းရောင်ကားဝဟောင်းကိုဝတ်ဖို့ကြတော့အရန်ကြီးနေတယ်မိဖို့ချောင်မှာဟင်းချက်ဖို့ကြတော့အရန်ငယ်နေတယ်ဖိုးဖိုးရဲ့ကြောပေါ်ကိုတက်စီဖို့ကြတော့အရန်ကြီးနေသလားသူမရဲ့ကြောပေါ်မှာခလေးကိုချီဖို့ကြတော့အရန်ငယ်နေသလားငါရဲ့တကယ်အရွယ်အစားကဘာလဲလို့ရှင်းရှင်းစဉ်းစားမိတယ်မိမိကပြုံးပြီးပြောတယ်အိုးသမီးကမူကြိုးချောင်းကိုသွားဖို့အတွက်တော့တော်တော်လေးကြီးနေပြီပေါ့ပြီးတော့ဖေဖေရဲ့ပခုံးပေါ်မှာသမီးကိုချမ်းခေါ်သွားဖို့အတွက်တော့တော်တော်လေးငငယ်လေးပဲရှိသေးတယ်သမီးကဖိုးဖိုးနဲ့မနက်ခင်းလမ်းလျှောက်ဖို့အတွက်ခေါ်သွားဖို့အတွက်တော့တော်တော်လေးကြီးနေပါပြီလို့ဖိုးဖိုးကပြောတယ်။ပြီးတော့ပုံပြင်နေပြောပြဖို့အတွက်တော့တော်တော်လေးငငယ်လေးရှိသေးတယ်လို့ဖွားဖွားကပြောတယ်။ပြီးတော့သမီးကအမြဲတမ်းပဲအားလုံးအတွက်အတင့်တော်ဆုံးအရွယ်အစားဖြစ်နေပါလိမ့်မယ်လို့အားလုံးကပြောကြပြီးရှင်းရှင်းကုန်နှွေးထွေးစွာပွဲဖတ်လိုက်ကြပါတော့တယ်။ပုံပြင်လေးကတော့ဒါပါပဲကွယ်။ပုံပြင်လေးကိုအဆုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နော်။ဒိုးရင်တွေ channel လေးကိုlike and subscribe လုပ်ကြဖို့လည်းမမေ့ပါနဲ့နော်။